Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံရဲ့ရွှေမြန်မာတွေထားတဲ့ကခါရွန်မီလေးပေါ့နော်အဲ့တော့ခါရွန်မီလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးရိုက်လိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်မဒီဗီဒီယိုထဲမှာပြောသွားတဲ့အကြောင်းအရာတွေဒီကျွန်မတူးတဲ့ရဲ့သုံးသက်ချက်ထင်မြင်ချက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တရားရခိုင်တော့အပြည့်မှန်တယ်မမှန်ဘူးလို့မငင်းလို့ပါဘူးเนาะမိမိတို့အတွေ့အတိုင်းအောင်ဆက်လက်ပြီးတော့တွေးတောဖို့ရန်အတွက်ကိုစကားပလင်ခံထားတာဖြစ်ပါတယ်အဲ့တော့10မိနစ်လုံးကျွန်မကဖြေရတဲ့ဖုန်းကအခု2နာရီ10မိနစ်ရှိပြီ2နာရီအထိကိုပေါ့နော်မနေ့မိုးလေးနေ့ကကျွန်မဖြေရတာကဘာလဲဆိုလို့ရှိရင်အမရေတောင်ကိုရီးယားနိုင်ငံမှာ G1 99ဖြတ်သိမ်းတော့မယ်ဆိုအမရေတောင်ကိုရီးယားမှာ G1 99ဖြတ်သိမ်းတော့မယ်ဆို G1 99နေမပေးတော့ဘူးဆို G1 99နေပြောင်းလို့မရတော့ဆိုတန်းတိုးလို့မရတော့မှာလားအမျိုးမျိုးမေးခွန်းတွေကိုဖုန်းတွေအရန်လာတယ်ပေါ့နော်တကယ်ချင်းနဲ့ဖုန်းပြောရတာမှပြီးအောင်ပြောလို့မရတဲ့အထီကိုအရန်ကိုဖုန်းတွေလာတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်မပထမဆုံးပြောပြပေးစင်တာကမြန်မာနိုင်ငံအခြေအနေကြောင့်ယာယီခိုလုံငွေဗီဇာကိုမပေးတော့ဘူးဖျက်သိမ်းမယ်လို့ပြောတာကကျမတို့အမေရိကပြောတာပါเนาะကျွန်တော်တောင်ကိုရီးယားနိုင်ငံကပြောတာမဟုတ်ပါဘူးအဲ့တော့အမေရိကနိုင်ငံနဲ့တောင်ကိုရီးယားဆိုတာလည်းအများကြီးပဲကွာသေးတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ကျမတို့နိုင်ငံတစ်နိုင်ငံမှာဘယ်နိုင်ငံမဆိုနိုင်ငံတစ်နိုင်ငံမှာဥပဒေတစ်ခုထွက်တယ်ဆိုလို့ရှိရင်ဒီဥပဒေထွက်တော့မယ်ဆိုတဲ့ဟာကိုအတိအလင်းကြေညာရပါတယ်။ကြေညာပြီးရင်ဒီဥပဒေဒီအသက်ဝင်ဖို့အတွက်အချိန်ပေါ့နော်။သူတို့ဘယ်ရက်ဘယ်နေ့ကစပြီးတော့ဒီဥပဒေအသက်ဝင်မဲ့ဘယ်အချိန်ထိဆိုတဲ့ဟာမျိုးတွေဒီလိုမျိုးပါတတ်တယ်ပေါ့နော်။အဲ့တော့ရုတ်တရက် G1 99ဗီဇာကိုမပေးတော့ပါဘူး G1 99ဗီဇာကိုဖျက်သိမ်းတော့မယ်ဆိုရင်တော့မှဥပဒေတရားဝင်ထွက်မှာဖြစ်ပါတယ်။ဘယ်ရက်ဘယ်ကာလအထိလို့ဖြစ်ပါတယ်ပေါ့နော်။နောက်တစ်ခုကတောင်ကိုရီးယားနိုင်ငံဒီဒါကတော့ကျမရဲ့ထင်မြင်ချက်ကျမရဲ့သုံးသက်ချက်ကျမနားလေတာပေါ့နော်တောင်ကိုရီးယားနိုင်ငံမှာ G1 99ပေးတယ်ဆိုတာကသူတို့ရဲ့အခြေခံလုပ်သားဥယျာဉ်လိုအပ်ချက်လဲပါတယ်ပေါ့နော်အဲ့တော့ရုတ်တရက် G1 99ဖြတ်သိမ်းမယ်ရှိရဲ့ G1 99နေအကုန်ပြန်ဆိုတဲ့သဘောမျိုးလဲလုံးလို့မရဘူးဆိုလုံးလို့မရဘူးပေါ့နော်မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ပထမအောင်ဆုံး G1 99ယူထားတဲ့သူတွေအကုန်ပြန်လို့ပြောရင်စာချုပ်ချုပ်ပြီးတော့တရားဝင်စာချုပ်ချုပ်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေရောစာချုပ်မချုပ်ပဲလုပ်နေတဲ့သူတွေရောအကုန်ပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့စာချုပ်ချုပ်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေပါရုတ်တရက်ပြန်ရမယ်ဆိုရင်ပထမအဆုံးပြန်လဲပြီးတော့ထိခိုက်မှာကတောင်ကိုရီးယားနိုင်ငံမှာရှိရဲ့ဒီစက်ယုံတထေးတွေပေါ့နော်စက်ယုံအလုပ်ယုံရဲ့တထေးတွေကလည်းလုံသားဥယျာဉ်ထိခိုက်လာနိုင်တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့တခြားနိုင်ငံကဘယ်လိုပဲဥပဒေထွက်ပါစေအောင်ကိုယ်နိုင်ငံရဲ့ဥပဒေကတရားဝင်မထက်သေးသေးကိုကကြောက်စရာမလိုဘူးအဲ့လိုပြောလို့လဲပေါ့ရော့ခိုင်းတာမဟုတ်ပါဘူးပေါ့နော်အဲ့တော့လက်ရှိမှာလဲကျမတို့တောင်ကိုရီးယားနိုင်ငံမှာ G1 99ဗီဇာတက်တန်းတိုးတာတွေနောက်တစ်ခုက G1 99ပြောင်းတဲ့အခါတွေမှာငကိုပထမနဲ့မတူဘဲနဲ့ကျမတို့ခက်ခဲတာတွေရှိတယ်ဒါကလာဝကတစ်ခုနဲ့တစ်ခုပေါ်မှာမူတည်ပြီးတော့ခက်ခဲတာတွေရှိတယ်ရစ်တာတွေရှိတယ်လိုအပ်ချက်တွေများလာတာတွေရှိတယ်ဥပမာကျမလာဝက၄ခုကိုကျမကကျမသွားပြီးတဲ့လာဝက၄ခုကိုကျမကနေပြီးတော့ဥပမာပေးပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးစူဝန်လာဝကမှာကျမတို့ G1 99ပြောင်းမယ်ဆိုလို့ရှိရင်နော်ဥမာG1 99ပြောင်းမယ်ဆိုလို့ရှိရင်G1 99ပြောင်းမယ်ဆိုလို့ရှိရင်အလုရှာကာလပေါ့နော်အလုရှာကာလမကုန်သေးပဲနဲ့ဥမာအလုရှာကာလတစ်လခွဲလောက်ကျန်သေးတယ်နော်အလုရှာကာလတစ်လလောက်ကျန်သေးရဲ့နဲ့ပြောင်းလို့ရတာရှိတယ်ပြီးတော့ဆိုလို့ရှိရင်ကျမတို့စူဝန်လာဝကဒီစာရဲတက်တန်တို့သမားတွေကိုလုံးဝစာရဲတက်တန်မတိုးပေးတော့ဘူးဘာဖြစ်လို့စာရဲတက်တန်းတို့သမားတွေကိုမတိုးပေးရလဲဆိုရင်ခွန်ကျူးလေးတို့ဘာတို့ဒီလိုဘက်တွေမှာနေတဲ့သူတွေဆိုလို့ရှိရင်ကျမတို့စုဝမ်ကိုပဲသူကအကုန်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့စုဝမ်လာဝကမှာစာနိုင်ငံသားတော်တော်များများရဲ့အမှုတွေများနေတယ်အဲ့တော့ကျမတို့မြန်မာနိုင်ငံသားတွေရဲ့ဘလို့အမှုတွေများနေလဲဆိုလို့ရှိရင်ကျမတို့အရက်တောက်ပြီးကားမောင်းတာစေးမှုပြီးသွားဆိုလို့ရှိရင်လောင်းကစားပြီးသွားဆိုလို့ရှိရင်ကျမတို့ license မရှိဘဲနဲ့ကားမောင်းတာဒီလိုမျိုးအမှုတွေအများများတာဖြစ်တဲ့အတွက်ကြောင့်မလို့ overstay သမားတွေကိုပြန်လွတ်လိုက်လဲဒီလိုကိစ္စတွေကိုကျူးလွန်နေ overstay သမားတွေကိုလာတိုးစာရဲနဲ့ပေးနေလဲဒီလိုကိစ္စတွေကိုကျူးလွန်နေတော်တော်များများလဲပြန်လို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ယူဆတယ်အဲ့လိုကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့စူဝန်လာဝကလုံးဝလာတိုးစာရဲသမားတွေကိုမတိုးပေးတော့ဘူးပေါ့နော်ဖြောင်းထက်လာဝကဆိုလို့ရှိရင်အခုလက်ရှိကျမတို့ဖြောင်းထက်လာဝကမှာဗီဇာတက်တန်းတိုးတဲ့အခါမှာကျမတို့အိမ်စာချုပ်တွေကိုတည်တည်ချာစစ်ဆေးတက်လာပြီတကယ်နေတာလားမနေတာလားဒီလိုမျိုးတွေရှိတယ်ချွန်းနဲ့လာဝကမှာကောင်တာတစ်ခုနဲ့တစ်ခုတော့မတူဘူးဒါပေမဲ့ G1 99သွားပြောင်းမယ်ဆိုရင် E9 ကနေဖြစ်ပါစေဘယ်ဗီဇာကနေဖြစ်ပါစေ G1 99ပြောင်းမယ်ဆိုရင်ယာမကုန်းစာဆိုတဲ့ကျမတို့ဒီစေးပေါ့နော်သုံးထားလားမသုံးလားဆိုတဲ့စေးစစ်ချက်ကိုတောင်းပါတယ်ကောင်းတာတစ်ခုနဲ့တစ်ခုတော့ကွာပါတယ်ပေါ့နော်အင်ချိုလာဝကကတော့လက်ရှိဒီကျမတို့အဆင်ပြေနေသေးတယ်လို့ပြောလို့ရတယ်စာရဲတက်တန်းလို့ဆိုရင်လည်းအကြောင်းပြချက်မရှိဘယ်လိုခေါ်မလဲအကြောင်းပြချက်ခိုင်လုံပေးစရာမလိုဘဲနဲ့တိုးပေးနေသေးတယ်ဥမာချွန်းနယ်လာဝကဆိုရင်စာရဲတက်တန်းလို့သမားကိုတိုးပေးတယ်ဒါပေမဲ့ကျမတို့တက်လာပဲပေးတယ်နောက်တစ်ခုကဘန်အဝင်ထွက်စရင်တောင်းတာရှိတယ်ပေါ့နော်ဒီလိုမျိုးလေးတွေရှိတတ်တယ်ဒါကပထမအောင်ဆုံးစစအောင်ဆုံးကျမတို့ G1 99ပြောင်းတာနဲ့စာရဲဆိုလို့ရှိရင်ကျမတို့အခုနောက်ပိုင်းမှာအနေငယ်ပြန်ပြီးတော့တောင်းတက်လာတဲ့နော်
နော်အခြေခံသဘောတရားတွေတင်ပြခိုင်းတဲ့အကြောင်းအရာတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့တော့အခု G199 ဖြတ်သိမ်းမယ်ဆိုတာလေကျမတို့လုံးဝမဖြတ်သိမ်းနိုင်ဘူးလို့လည်းဘယ်သူမှအာမမခံနိုင်ဘူးဘာလို့လဲဆိုတော့ကျမတို့ G199 ဒီတက်တက်လုံးစာပေးထားတဲ့ဗီဇာမဟုတ်ဘူးသူတို့ဘယ်အချိန်မှာဆက်ပေးမယ်ဘယ်အချိန်မှာဆက်မပေးဘူးလဲဆိုတာကသူတို့ဥပဒေပေါ်မှာမူတည်ရဲနော်သူတို့ဒီဟာကိုဥပဒေထွက်မှာအဲ့တော့အဲ့ဒီဥပဒေထွက်မှာနော်လူတွေဟာညင်းကြခုန်ကြပါဆက်ပေးမယ်မပေးဘူးအခုလက်ရှိထိမှာတော့ကျမတို့ကိုရိုင်းက G199 ယူထားတယ်ဆိုလို့ရှိရင်နော် G199 နဲ့ကျမတို့အပြင်ပထွက်တာတွေကိုသတိထားတင်တယ် G199 ယူထားပြီးတော့တရားဝင်အလုပ်စာချုပ်မချုပ်ဖဲနဲ့အလုပ်လုပ်တာတွေသတိထားတင်တယ်နောက်တစ်ခုကကြတော့ကျမတို့စာရွက်တက်တန်းတို့သမားတွေနော်စာရွက်တက်တန်းတို့ယူထားပြီးတော့ကားလိုင်စင်မရှိဘဲနဲ့ကားမောင်းတာတွေအရက်တောက်ပြီးကားမောင်းတာတွေအစိုးဆုံးကတော့ကျမလုံးဝခွင့်မလို့ပေးနိုင်တို့နားလဲနားမလဲပေးနိုင်တာကတော့ကျမတို့မြန်မာတွေထဲမှာမူရစ်ဆေးဝါးကိုလက်ဝယ်တွေးရှိပြီးတော့မူရစ်ဆေးအမှုဖြစ်နေတာတွေပေါ့နော်ဒါတွေကတော့ကျမလုံးဝနားလဲမပေးနိုင်သလိုဘလို့ရှုထောင့်ကနေမှဒီလိုမျိုးဖြစ်တတ်ပါတယ်လို့ဖြည့်ပြီးလဲမတွေးပေးနိုင်တဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ G199 ကလည်းကျမတို့မြန်မာနိုင်ငံတနိုင်ငံတည်းကိုလည်းပေးထားတာလည်းမဟုတ်ဘူးနော်မြန်မာနိုင်ငံတနိုင်ငံတည်းကိုပဲနော် G199 မပေးတော့ဘူးလို့လည်းရုတ်တရက်ကြီးမပေးတော့ဘူးနင်တို့တွေအကုန်ပြန်လို့လည်းမောင်းထုတ်လို့မရဘူးဆိုတော့သိထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမစကားပြောတာနည်းနည်းရှုပ်ရင်ရှုပ်လိမ့်မယ်ဒါပေမဲ့မရှင်းတာမသိတာရှိရင်ပြန်ပြီးတော့မေးလို့ရတယ်လက်တလောဖြစ်နေတဲ့အကြောင်းအရာတွေမှာမူတည်ပြီးတော့ဆက်ပြီးတော့ပြောရမယ်ဆိုရင် G199 နဲ့ဗီဇာဖြတ်သိမ်းတော့မယ်ဆိုဟုတ်လားဆိုရင်တော့ဘယ်ဥပဒေဘယ်လောက်ကမှဥပဒေမထွက်သွားသေးတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးလို့ပဲဖြေရမှာဖြစ်ပါတယ် G199 ဗီဇာမပေးတော့ဘူးဆိုရင်ကျွန်တော်တို့ကပြန်ရမှာလားဆိုတော့မပေးတော့ဘူးဆိုရင်တော့ရုတ်တရက်ကြီးအားလုံးကိုပြန်လို့မောင်းထုတ်မှာမဟုတ်ဘူးဆိုတာကိုလည်းပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေတရားဝင်မထွက်ထားသေးတဲ့ဥပဒေကိုတော့ကြောက်လန့်ပြီးတော့မနေဖို့နောက်တစ်ခုကတခြားနိုင်ငံကအကြောင်းအရာကိုကြည့်ပြီးတော့ကိုကကြီးလန့်စာစားတယ်လို့မျိုးမနေဖို့ကိုလည်းအရေးကြီးပါတယ်เนาะဒါကတော့ကျွန်မ G199 နဲ့ပတ်သက်ပြီးတော့ပဲပြောပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေကြမှာ G199 နဲ့နိုင်ငံရေးတော်လှန်ရေးနဲ့ဆက်သွယ်ပြီးတော့ဆက်နွယ်ပြီးတော့အကြောင်းအရာတွေကိုဆက်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့ဒီနေ့မှာเนาะအားလုံးကစိုးရိမ်နေကြတာတွေကိုမစိုးရိမ်ပါနဲ့လက်ရှိမှာကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံမှာဘာဥပဒေမှမထွက်ထားသေးပါဘူးဥပဒေထွက်တယ်ဆိုလို့ရှိရင်လည်းဥပဒေအတည်ပြုဖို့အချိန်เนาะဘယ်အချိန်ဘယ်ကာလဆိုတာလည်းအားလုံးအတွက်အချိန်လည်းရမှာဖြစ်ပါတယ်ဆိုတာလေးကိုလည်းပြပြပေးချင်တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်